မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမဲဆောက်ကနေမွလက်အီအထိဘယ်လိုသွားခဲ့လဲဆိုတာကိုရှင်းလုပ်တာပြမှာဖြစ်ပါတယ်မဲဆောက်ကနေဖုတ်ဖရအထိလိုက်ကနေသွားပြီးတော့ဖုတ်ဖရမှာညအိပ်ပါတယ်ကား80ပေးရပါတယ်မနေ့စောစော6နိုင်လောက်ကျွန်တော်ထပြီးတော့ဘီတွဲငါပြီးတော့တင်မောဘိုးလီစိတ်ကိုသွားပါတယ်ဒါကတော့တင်မောဘိုးလီစိတ်ပါဒီဘက်ကတော့ထိုင်းပါဟိုဘက်ကတော့မြန်မာပါကျွန်တော်တို့ခုမြန်မာဘက်ခြမ်းကိုကူတော့မှာဖြစ်ပါတယ်ဒါကတော့မြန်မာဘက်ခြမ်းပါကားတော့ကျွန်တော်တို့ကြုံငါထားပါတယ်ကား9500 လောက်ပြရပါတယ်သူကတင်မောဘိုးလီစိတ်ထိလာကြိုပေးတာဖြစ်ပါတယ်တငယ်ချင်းတွေနဲ့ share လုပ်ပြီးတော့ရှင်းတာကြောင့်တယောက်ကို900လောက်ပဲကြပါတယ်မနေ့စောစောအချိန်မော်လမ်းမှာဆိုရင်တင်ပင်လေးတွေအများကြီးကိုကျွန်တော်တွေ့ခဲ့ပါတယ်ကျွန်တော်တို့တောင်ချီမှာခဏနာပါတယ်ပုံမှန်ဆိုရင်ဒီနေရာမှာဆိုင်တွေကအများကြီးရှိပါတယ်အခုချိန်မှာတော့ခီးသွားရင်နေတာကြောင့်ဆိုင်တွေကတိတ်မရှိပါဘူးခဏနာပြီးတော့ခီးဆက်ပါတယ်အခုဆိုရင်တော့တောင်ပေါ်တက်နေပါပြီလမ်းမှာတော့ရွာငယ်လေးတွေရှိပါတယ်ဘုန်းကြီးတချို့လမ်းလျှောက်တက်နေကြတာကိုလည်းတွေ့ခဲ့ပါတယ်လမ်းတွေကတော့အရင်မကောင်းပေမဲ့မဆိုးပါဘူးတနင်္လာနေ့နီးပါးကြာမှာတော့ကျွန်တော်တို့ရေချိုးစိတ်ကိုရောက်ပါတယ်ဒီနေရာမှာရေချိုးရပါတယ်ရေမချိုးလည်းရပါတယ်အပေါ်မှာတော့ရေချိုးစရာနေရာမရှိတော့ပါဘူးမိန်းကလေးတက်တက်ယောက်ျားလေးတက်တက်ချိုးရတာမို့အဆင်ပြေပါတယ်ပြီးတော့ကျွန်တော်တို့ဆက်တက်ပါတယ်ဒီနေရာမှာဆိုရင်တော်တော်လေးအေးနေပါပြီအမြင့်ကိုရောက်လာလေလေတွေကအေးလေပါပဲရေချိုးစိတ်ကနေနိုင်ဝက်ကြော်လောက်ထပ်မောင်းပြီးတဲ့ခါမှာဆိုရင်တော့ကျွန်တော်ရောက်ပါပြီစစချင်းမှာဆိုရင်ကျွန်တော်ဆိုင်တန်းတွေတွေ့ရပါတယ်ဒီမှာဆိုရင်ဆိုင်တချို့ရှိပါတယ်စားစရာတို့ရေတို့အသုံးဆောင်ပစ္စည်းတချို့ရပါတယ်ဒါကတော့ဓမ္မယုံပါဒီမှာအိတ်လို့ရပါတယ်ဒီဘက်ကတော့ဖျားပေါ်တက်တယ်မဟုတ်ပါကားကတော့ဒီထိပဲရောက်ပါတယ်ကျန်တဲ့နေရာသွားမယ်ဆိုရင်တော့ကျွန်တော်လမ်းဆင်းရှောက်ပါမယ်ကျွန်တော်တို့ဘက်ကတော့ကန်းဆိုင်ကိုအရင်သွားမှာဖြစ်ပြီးတော့ဖျားကိုတော့မနေ့ပြန်မှတက်မှာဖြစ်ပါတယ်အထုပ်တွေကအများကြီးနေမို့အထုပ်တွေကိုအရင်နေရာချမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကန်ဆိုင်ကိုသွားတဲ့ပတ်ပါဓမ္မယုံနေရာကနေကန်ဆိုင်ထိဆိုရင်တော့ကျွန်တော်မိနစ်20-30လောက်ထပ်သွားရပါတယ်ဒါကတော့မုတ်ဆိုတောင်စီဒီပါကျွန်တော်တို့အဆင်ပြေမဲ့နေရာရှာပြီးတော့တက်နေရုံနေရာချပါတယ်နေရာရှာတာကတော့တော်တော်လေးခက်ပါတယ်မြင်ရမညီတာကြောင့်ဗမာနေလို့နေရာမှမသိပါဘူးဒါပေမဲ့ဒီလိုပဲနည်းနည်းအဆင်ပြေမဲ့နေရာလေးတွေရွေးပြီးတော့ပဲကျွန်တော်တို့စကန်ချလိုက်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ကစနေတနင်္ဂနွေလာကြောင်လူတွေအများများပါတယ်အခုကတော့အများမများပါဘူးဒါပေမဲ့ရှိပါတယ်လူကတော့မြန်မာပြည်ကလာခတ်တာကြောင့်မြန်မာတွေကတော့တိတ်မရှိပါဘူးထိုင်းနေပဲများပါတယ်စကန်ချပြီးတော့မှပဲကျွန်တော်တို့လိုအပ်တာလေးတွေရှေ့တွေပေါ့သွားတာလေးတွေဆိုရင်တော့ကျွန်တော်တို့ဟိုးဓမ္မယုတ်ဘက်ကျွန်တော်ပြန်သွားရပါတယ်ပြီးတော့နေရာလှလေးရှာပြီးတော့တပ်ပုံလိုက်ရိုက်ပါတယ်ကမ်ဆိုင်ရဲ့ဟိုးအောက်ဘက်နေရာတွေဆိုရင်အရန်လှပါတယ်
ညရောက်တဲ့ခါမှာတော့ကျွန်တော်တို့မီးဖို့ပြီးတော့တငယ်ချင်းနဲ့ပျော်ပျော်ပါပါစကားတွေပြောကြဂိမ်းတွေဆော့ကြပါတယ်ညမနက်သေးတဲ့ချိန်မှာဆိုရင်တော့ကျွန်တော်တို့ကျယ်တွေကိုတွေ့ရပါတယ်ရှင်နွေးကိုဟိုးရှိကဆိုင်ကနေဝယ်လာပြီးတော့ကျွန်တော်တို့မမားတွေပြုတ်စားကြပါတယ်လာတဲ့ခါကျရင်တော့မုတ်တွေအများကြီးထည့်လာဖို့မှာချင်ပါတယ်ဒီမှာမုတ်တွေလည်းစီးကြည့်ပါတယ်ညနေလာတဲ့ခါမှာဆိုရင်တော့မြူတွေကအရှမ်းများပါတယ်ကျွန်တော်တို့ဘာမှမမြင်ရတာပါညဘက်အိတ်တဲ့ချိန်မှာအရှမ်းအေးပါတယ်ဆောင်းထူထူလေးယူခဲ့ဖို့မှာချင်ပါတယ်မနက်မိုးလင်းတဲ့ခါမှာတော့ sunrise ကိုထားကြည့်မယ်ဆိုပြီးအစောကြီးထားကြပါတယ်ဒါပေမဲ့တိမ်နေဖုံးနေတာကြောင့် sunrise ကိုမမြင်ခဲ့ရပါဘူးနေကထွက်လာပြီးမှလင်းတော့လင်းနေပါပြီပြီးတဲ့ခါမှာတော့ကျွန်တော်ပစ္စည်းတွေအကုန်လုံးတင်ပြီးတော့ကျွန်တော်ရှေ့ကိုပြန်ထွက်လာခဲ့ပါတယ်ပြီးရင်တော့ကျွန်တော်ဖျားပေါ်တက်မှာဖြစ်ပါတယ်ဖျားပေါ်သွားတဲ့လမ်းကကွန်ကရစ်လမ်းပဲမို့လို့အဆင်ပြေပါတယ်တိမ်တွေကဟိုပြေးဒီပြေးနဲ့အရန်လှပါတယ်ဒီပထမဆုံးတွေ့ရတဲ့ CD ကတော့ main ကလေးတက်လို့ရတဲ့ CD ဖြစ်ပါတယ်။ယောက်ျားလေးတွေကတော့ဟိုးပေါ်ကမူလေး CD တက်လို့ရပါတယ်။ main ကလေးကတော့ဒီအောက် CD ထိပဲတက်လို့ရပါတယ်။ဒါကတော့အရန်တကိုးကြည့်ပြီးတော့ရောက်ဖို့ခဲရင်နဲ့မူလေး ECD ဖြစ်ပါတယ်။ပြပို့ပြီးတဲ့ခါမှာဆိုရင်တော့ကျွန်တော်ပြန်ဆင်းမှုပြင်ကြပါတယ်ပြီးတော့ကျွန်တော်ပြန်ဆင်းကြပါတယ်ကားကတော့ကျွန်တော်လာကြိုတဲ့လှေစိတ်ထိပြန်ပို့ပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်